အားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်စောရဲမောင်ပါခင်ဗျာ Pop Ank ကနေကြိုဆိုပါတယ်ကျွန်တော်တို့ကိုဒီတပုတ်အတွက် sponsor ပေးထားတဲ့တောင်ကြီးမြို့ကနန်းထိုက်ချွေစင်ကိုကျေးဇူးတင်ပါစေဗျာနန်းထိုက်ချွေစင်ဟာတောင်ကြီးမှာပထမဆုံးအနေနဲ့နိုင်ငံတကာအဆင့်မီကွန်ဒိုတစ်လုံးတည်ဆောက်ထားပြီးဈေးသက်သာစွာကြိုတင်ဝယ်ယူနိုင်ပါပြီခင်ဗျာနန်းထိုက်ချွေစင်တိုက်ရဲ့ view ဟာတကယ် highlight ပဲဗျာဒီလိုပတ်ပတ်လည်လှပတဲ့ရှုခင်းမျိုးရရှိနိုင်မဲ့နေရာတောင်ကြီးမှာမရှိဘူးဗျာဒီတိုက်ဟာ location အကောင်းဆုံးတနေရာမှာရှိတယ်ကွန်ဒိုဟာတောင်ကြီးအလဲဘဟုမှာဆိုတော့အားလုံးနဲ့နီးနားလေးပါပဲခင်ဗျာဒီကွန်ဒိုကိုရိုးရိုးတိုက်ခန်းတွေနဲ့တော့မမားနဲ့ဗျာကွန်ဒိုတစ်လုံးဟာတစ်ထပ်တိုက်အိမ်တစ်လုံးလောက်ကျပြန့်ပြီးလုံခြုံရေးအတွက်ဆိုရင်လည်းနိုင်ငံတကာခင်မီ security တွေကိုအသုံးပြုထားပါတယ်အခုလောလောဆယ်နန်းထိုက်ချွေစင်ဟာ New Year Special အနေနဲ့30%လောက်အထိချော့စေအစီအစဉ်ရှိပါတယ်စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော် page link ရှာထားပါတယ်ဒီနံပါတ်တွေကိုလည်းချိန်မရွေးခေါ်ဆိုနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အစီအစဉ်ဆက်လိုက်အောင်ခင်ဗျာနံပါတ်1ဒီတစ်ခုဟာ The Goshen ဖြစ်နိုင်တယ်ဒါမှမဟုတ် Time Traveler လည်းဖြစ်နိုင်တယ်ဗျပြိတ္တတို့အထင်မြင်ရှက်လေးတွေပြောပြကြနော်ဒီဗီဒီယိုက popular တဲ့ TV program တစ်ခုဖြစ်ပြီး live ဖြစ်နေတော့အံ့ဩစွာရိုက်မိခဲ့ပါတယ်လူသူဦးကိုသတင်းထောက်တစ်ယောက်က interview လုပ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီ interview ကိုရေးပေးစရာမလိုပါဘူးသူ့ရဲ့နောက်ဘယ်ဖက်နေရာမှာရှိတဲ့ Isabel ဝါရောင်နဲ့မိန်းကလေးကိုတေချာကြည့်ကြပါကဲဘယ်ရောက်သွားတာလဲတေချာကြည့်လိုက်ရအောင်သူကအဲ့နေရာကနေချက်ချင်းပျောက်သွားသလိုပဲနော်အဲ့ထက်ပိုထူးဆန်းတာကသူပျောက်သွားတာလူတွေလုံးဝအတိမပြုတ်မိသလိုပဲဗျဒီအရာကို CGI computer effect နဲ့လွယ်ကူစွာလုပ်နိုင်နေမဲ့ဒီဗီဒီယိုက live ဆိုတော့နည်းနည်းတော့စဉ်းစားစရာပဲဗျနံပါတ်2 Paris မြို့ဟာအရန်လှပတဲ့မြို့ဖြစ်ပြီးလူတွေမသေးခင်အသွားလေချင်ကြဆုံးတနေရာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့ကြောက်စရာကောင်းပြီးနာမည်တွေပြက်စေတဲ့အရာတွေလည်းရှိပါတယ်ခင်ဗျာသူတို့မြို့အောက်မှာဥမင်တွေများစွာရှိပြီးလူတွေအယောက်ပေါင်း6တန်းကျော်လောက်တည်ဆုံးခဲ့ဖူးပါတယ်သူ့နာမည်ကတော့ The Catacomb လို့ခေါ်ပါတယ် Professional ဥမင်စူဇန်လေလာသမားတယောက်အထဲမှာကင်မရာကောက်တွေ့ခဲ့ပါတယ်ကင်မရာထဲမှာလူတဦးဟာဒီကြောက်စရာကောင်းတဲ့ဥမင်ထဲ VCR ဗီဒီယိုကင်မရာနဲ့တူတဲ့ရဲရင်စွာဝင်ရောက်လေ့လာခဲ့ပါတယ်။မိုင်ပေါင်းများစွာအောက်ရောက်သွားတဲ့အခါလူတွေရဲ့အယိုးတွေကိုသူကစူးစမ်းစစ်ဆေးပြီးဗီဒီယိုရိုက်ပြနေပါတယ်ခင်ဗျာ။မသွားသင့်တဲ့နေရာတွေထဲလဲဝင်သွားလိုက်ပါတယ်။ဒါပေမဲ့သူရုတ်တရက်တစ်ခုခုကြောင့်ကြောက်လန့်စွာရှေ့လန်းမြန်လာပြီးထွက်ပြေးလိုက်ရပါတယ်ခင်ဗျာ။မကြာခင်သူ့ရဲ့ကင်မရာဟာလည်းအောက်ပြုတ်ကျသွားပါတယ်။နောက်ပြီးသူပြေးထွက်သွားတာကိုလည်းတွေ့ရပါတယ်။သူကဘယ်သူလဲ။ဘာကြောင့်ထွက်ပြေးတာလဲ။ဘယ်သူဒါမှမဟုတ်ဘာအရာကသူ့ကိုဒီလောက်အထိကြောက်လန့်သွားအောင်လုပ်နိုင်တာလဲအဲ့လူကတေလာချင်လာဆိုတာလေအခုထိလုံးဝဘာယာမှအဖြေမရှိသေးပါဘူးခင်ဗျာနံပါတ်3 2009 ခုနှစ် Norwegian နိုင်ငံမှာမနက်ခင်းနေမထွက်ခင်အရန်ထူးဆန်းပြီးအခုထိအဖြေမရှိသေးတဲ့အရာကြုံတွေ့ခဲ့ကြပါတယ်။အဲ့မနက်ခင်းထူးဆန်းစွာမိုးကောင်းကင်ပေါ်အလွန်ကြီးမားတဲ့မီးတစ်ခုအီးနေတာကိုတွေ့ခဲ့ကြပါတယ်။အဲ့ဒီထူးဆန်းတဲ့အရာဟာဘလောက်ကြီးသလဲဆိုရင် Norwegian နိုင်ငံနဲ့နီးနားနိုင်ငံ Sweden ကနေတော့တွေ့ရတယ်တဲ့ဗျ။ဒီအရာဟာရုတ်တရက် black hole ဖြစ်သွားပြီးမကြာခင်အဲ့လိုပဲပျောက်သွားပါတယ်။အခုထိအဖြေမရှိသေးပါဘူးခင်ဗျာလူတွေကတော့အမျိုးမျိုးဝေဖန်ကြတာပေါ့ဂျိုသား UFO တွေ wormhole gate တွေနောက်ပြီးအစိုးရတွေတီးထွင်တဲ့လက်နက်ကစားအားလုံးပြောကြပါတယ်ဒါပေမဲ့ပရိသတ်တို့ကဘယ်လိုထင်လဲဗျာနံပါတ်4ဒီဗီဒီယိုကတော့တကယ်ထူးဆန်းတယ်ဗျာဒီဗီဒီယိုကိုကား dash cam ကနေရိုက်ထားပါတယ်။ God Serial မှာကားတစ်စီးကိုရဲတွေကမရအောင်လိုက်နေတယ်ဗျ။ဒီလူကဘာလှုပ်ခဲ့လို့လဲနော်။ကြမ်းတမ်းနဲ့တောလန်းတဲ့နေရာထဲဝင်သွားရပါတယ်။မကြပါဘူးခင်ဗျာ။အရှိမလမ်းပိတ်နေပါတယ်။ဒါပေမဲ့အရှိကကားဟာညာဖက်ကတန်ကာရန်ထားတဲ့အကာရန်ကိုအဲ့လိုပဲကြော်ဖြတ်သွားနိုင်ခဲ့ပါတယ်။အဲ့နေရာမှာဝင်ပေါက်တွေဘာပေါက်မှမတွေ့ဘူးဗျ။ဒီဗီဒီယိုဖိုင်ကိုရဲတွေများစွာထက်ခါလေ့လာခဲ့ပေမဲ့ဘသူကမှအဖြေမပေးနိုင်ခဲ့ဘူးဗျအဲကားရဲ့ brake မီးကိုကြည့်ရင်သူကရှေ့တဲ့ပဲစပိုက်မောင်းနေတာဗျဒီကားရိုးသားတော့မဖြစ်နိုင်ဘူးဗျနံပါတ်5
ဒီဗီဒီယိုကတော့ Man in Black လို့ခေါ်ပါတယ်ညနေခင်းမှာကားမောင်းနေရင်အိပ်ရေးမဝတော့အိမ်ငိုင်နေတယ်ဗျာမောင်းနေရင်ရုတ်တရက်ထူးဆန်းကြောက်စရာကောင်းတဲ့ဒီအရာကိုတွေ့တယ်ပြတ်တက်တော့ဘာလုပ်မှာလဲဟုတ်ကဲ့ဗီဒီယိုထဲမှာလူတဦးဟာလူဆက်ပြတ်တဲ့နေရာတနေရာမှာကားမောင်းနေတာကိုတွေ့ရပါတယ်အကွေ့နာကြိုသွားလိုက်တော့ကားတစ်စီးကအင်မတန်မြန်စွာမောင်းလာနေတာကိုနည်းနည်းရှောင်လိုက်ရတယ်ဗျသူလည်းနည်းနည်းကြောက်ပြီးဆက်သွားလိုက်တာပေါ့မကြာမီသူ့ကားရှိမှဝတ်စုံအမဲရောင်အသားဖြူဖြူလူတဦးတွေ့လိုက်ရပါတယ်အဲ့ဒီထူးဆန်းတဲ့လူဟာထွက်ပြေးပြီးသူနဲ့စင်တူနောက်လူတဦးထွက်တွေ့ပါတယ်နည်းနည်းအံ့ဩပေမဲ့ဆက်သွားလိုက်တဲ့အခါဒီစင်တူဝတ်စုံအမဲရောင်လူတွေအုပ်စုလိုက်ချက်တီနှောက်စရာကောင်းအောင်တွေ့ရပါတယ်ဒီလူအရာတွေဟာလူဆက်ပြောက်နေရမှာဘာတွေလုပ်နေကြတာလဲသူတို့ရဲ့နောက်မှာလဲဖလဲတွေနဲ့ပေါခေါ်နေကြတာလဲဒီတော်ထူးဆန်းတဲ့ဗီဒီယိုကိုအခုထိအဖြေတိကျမသိသေးပါဘူးခင်ဗျာဝေဖန်ကြည့်ကြပါဦးခင်ဗျာဒီတစ်ပုတ်ကတော့အဖြေမရှိသေးတဲ့ထူးဆန်းပြီးဗီဒီယိုကင်မရာပေါ်ရိုက်မိခဲ့တဲ့ဗီဒီယိုတွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်အလုပ်နည်းနည်းရှုပ်နေလို့နည်းနည်းကြာသွားတယ်ပရိသတ်တို့ sorry ပါဒီထက်မကပို့ပြီးတင်ပေးစေချင်ရင်တော့ like share နဲ့ follow လုပ်ပေးလိုက်ပါဦးခင်ဗျာ download ဆွဲပြီးပြန်တင်တာတော့မလုပ်ဖို့မေတ္တာရက်ခံအားရှိပါတယ်ခင်ဗျာအားပေးနားလဲကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကောင်းသောညနေခင်းပါခင်ဗျာ good night